ဒါပဲဒီ2026ကရက်ပြည်နဲ့ပတ်သက်လို့เนาะဟို limit လို့เนาะရက်ပြည်ကို short ပါ limit လို့ပါလို့ပဲပြောတာကိုဖြစ်ကိုခံဟုတ်တယ်အဲ့ဒါရက်သမားမျိုးလိုက်တယ်ဆိုတာအမှန်တယ်လွယ်တာကိုသူမြင်နေရတာကိုငယ်လေးတွေကမြင်နေကြနေတော့သူ့အတွက်ကသူကမဆန်းဘူးလေကျွန်တော်ပြောတော့ကျွန်တော်တို့ကြောင့်ကအဲ့ဖက်စီယာမှာအဲ့စိတ်ကြောင်းတက်တော့ကသူတို့ကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကလို့တငယ်ချင်းတွေထွက်သွားတာပေါ့နော်ပကံကိုရထားနဲ့သွားတာအဲ့ကောင်တွေဘာလုပ်လဲဆိုဝိုင်းနေသေးလာတယ်လို့သိရမလားအဲ့လိုမျိုးဝိုင်းကိုရင်းနဲ့ရောတော့တာလားအဲ့လိုမျိုးဆိုကိုကရည်ချင်းနဲ့ကိုကရက်တော့နေပြီအဲ့ကလေးကအဲ့တော့ဒီကောင်တွေခုမှဘီယာလေးတမြမြစလုပ်တဲ့အချိန်ကိုရီးယားအဲ့မှာဂျိုးဖြစ်နေပြီကွာကိုကတောက်နိုင်နေပြီဆိုတော့ဒါတွေကအဲ့ဒါကိုပြောချင်တာလေကို limit ကိုသိကိုဖြစ်ကိုခံဆိုတာအဲ့ဒါကိုပြောတာအဲ့ဒါပဲဒါပဲကိုဖြစ်ကိုခံမယ်အဲ့ကျွန်တော်လည်းအဲ့ဒါဘာမှလုပ်ပြီးလို့မရဘူးကျွန်တော်တို့ပြောနေတယ်ဆိုတာအသိပညာပေးနေတာတကယ်တမ်းကကျွန်တော်အမြဲတမ်းပြောပါတယ်ရက်နောက်ဆုံးပြတ်သွားလို့ရက်ကိုနောက်ဆုံး limit နောက်ဆုံးကွာကဲအသေး6သွားလို့အသေးပြတ်စီးသွားလို့ဆိုရင်ကျွန်တော်ပြောစီအသေးလေးနိုင်မှတောက်အင်းပတ်စံရှိရင်တောက်ကျွန်တော်ဒီမှာကျွန်တော်သိတဲ့အဲ့ဒီလူနာတယောက်ဆိုတောက်တယ်အသေးလဲတယ်ကွာပတ်စံရှိကွာလဲတယ်ကွာလဲပြီး3နှစ်နေပြန်တောက်တယ်ကွာသိတယ်ကွာ9နှစ်6နှစ်ခံတယ်ဘာဖြစ်လို့ तू ကကြိုက်လို့တောက်တာကွာအသေးခံတောက်တာ तू ကြိုက်လို့ तू တောက်တယ်ပြီးအသေးလဲပြီးအောင်ပြန်တောက်တယ်ဆိုတာရှိတော့ရှိတယ်ရှားတယ်ပေါ့နော်အဲ့လိုမျိုးကိုမချစ်ရကြတာလူဆိုတာကိုချစ်ရမှာလीကိုအရင်ချစ်ရမယ်ပြီးမှကိုမိသားစုเนาะအဲ့လိုမျိုးကိုကရင်ချစ်ရကိုမချစ်ရင်တော့အဲ့ဒါပဲကိုဖြစ်ကိုခံမယ်လေဒါပဲဟိုဘယ်လိုပြောမလို့ကွာဒါပြောတော့တက်လုံးတောက်မှာလားเนาะအဲ့ဒါဆိုရင်မင်းကိုက limit လုပ်เนาะဒါပဲကျွန်တော်ပြောနေရလဲအဲ့ဒါတွေပဲဒီထက်လဲပြောရတာအာပေါက်နေချို့ထင်းနေတာဟာဆရာစာနေစဉ်ပြောတာမဆိုင်ဘူးငါတော့ပြောတယ်ဆိုတာကျွန်တော်တို့မှားခဲ့လို့အမှားတွေကိုရှင်းပြဒါတွေဒီလိုလုပ်လို့မရဘူးလူတိုင်းကတေချာနဲ့နားမထောင်ဘူးတခါကျတဲ့မလားကျွန်တော်ပြောတာဒီဇိုင်းမှာတောက်ဖို့ပြောနေမှာမဟုတ်ဒီလိုလုပ်နေမှားတယ်တောက်တာကြီးမှားတယ် limit လုပ်ဒါပေမဲ့ဘယ် guideline မှာနော် American guideline တော့မှမတောက်နဲ့လို့ပြောတာမဟုတ်တောက်ရင် limit လုပ်လို့ပြောတာစိတ်လိမ့်တာမတောက်နဲ့အရက်ကမတောက်တာအကောင်းဆုံးပဲနော်22နှစ်အောင်လုံးဝတောက်လို့မရဘူးနော်ဒါပြောထားပြီးပြီဖြတ်ပြီးရင်ပြန်မတောက်နဲ့လို့ပြောထားပြီးပြီနော်မျိုးရှိရင် limit ကိုမနိုင်ရင်မတောက်နဲ့လို့ပြောထားတယ်သူကရှင်းလေးပဲဒါရိုးလေးပဲကို limit ကိုဒီကို limit ကများနေမတောက်နဲ့တောက်ရင်ထိမှာဒါကျွန်တော်အာပေါအောင်လည်းပြောပြီးပြီမရဘူးเนาะတချို့ကရန်ကောင်းတယ်တဲ့လားလာမှတ်နေဆရာကြီးတစ်ပတ်လေးနှစ်ပတ်လေးတောက်မျက်နှာကြီးရဲသွားရန်ကောင်းမြတ်တော့ကုသိုလ်ကံကောင်းတယ်အဲ့ဒါမျိုးကအင်ဆိုင်ကိုအရက်ကိုဖြတ်တဲ့အစီတတီဟိုက်လာအဲ့အင်ဆိုင်မပါလာဘူးအကောင်းဆုံးပဲအဲ့လိုလူမျိုးတွေကအကောင်းဆုံးဘဝမှာတန်ဆုံးပဲနှစ်ပတ်လေးတောက်ပြီးလစ်နေတာကောင်းသလားမင်းနဲ့ကိုရီးယား၄ပတ်လည်းမဟုတ်၅ပတ်လည်းမရဘူး၈ပတ်လည်းမရဘူးတခါလေအဲ့လိုဖြစ်နေတာဆိုတော့နှစ်ပတ်လောက်နေနဲ့မျက်နှာညီရဲပြီးတော့တောက်လို့လည်းမရတော့မူးသွားတယ်ဆိုအဲ့လိုလူမျိုးဆိုရင်တောက်အကောင်းဆုံးပဲကျွန်တော်တို့လူမျိုးကတောက်လို့မရအောင်တောက်ရင်လက်မှာလေကိုဖြစ်ကိုခံမယ်ဒါပဲ